ဂျိုးကြီးဟာတင်မင်းမတ်တန်းစာအုပ်ကိုရကြတဲ့ကတင်မင်းကိုအိမ်မွေးတိရစ္ဆာန်တကောင်လိုပဲဘေးမှာအမြဲတမ်းထားခဲ့တာပါရဲတွေရိပ်မိမှာဆိုလို့သူပြင်သွားတိုင်းတကားပတ်တာကြားမှာခဲဆန်လေးတစ်ခုကိုအမတ်သားဖြစ်ညှက်ထားလေးရှိပါတယ်ဒါပေမဲ့တနေ့အိမ်ပြန်ရောက်တဲ့အခါအဲ့ဒီခဲဆန်လေးကျိုးနေတာကိုတွေ့လိုက်ရပြီးသူစောင့်ကြည့်ခံနေရပြီဆိုတာချက်ချင်းသိလိုက်ပါတယ်ဂျိုးကြီးဟာဘာမှမဖြစ်တယ်လို့ဟန်ဆောင်ပြီးစားပွဲမှာထိုင်ကအိမ်စာလုံးနေတဲ့ပုံဖက်နေခဲ့ပါတယ်ဘေးမှာတင်မင်းကစကားတွေလာပြောနေပေမဲ့သူကတော့လုံးဝမကြားချင်အောင်ဆောင်နေတာပါသူသာတင်မင်းရှိမှအတိမတ်ပြုလိုက်ရင်စောင့်ကြည့်နေတဲ့ရဲတွေကသူဟာတင်မင်းမတ်တန်းပိုင်ရှင်ဆိုတာသိသွားမှာဖြစ်လို့ပါဘာလို့လဲဆိုတော့တင်မင်းမတ်တန်းမှာနမီးရေးခံရတဲ့သူဟာချက်ချင်းနှလုံးရက်ပြီးတေဆုံးသွားမှာဖြစ်လို့ပါပဲနှစ်ပတ်တီတီ24နာရီပတ်လုံးစောင့်ကြည့်နေတဲ့ဆုံထောက်ဖွဲ့ဟာဂျိုးကြီးရဲ့မျက်တောင်ခတ်တာကအစအသေးစိတ်လေးလာခဲ့ပေမဲ့ဘာမှရှာမတွေ့ခဲ့ပါဘူးအဲ့ဒီအချိန်တွင်းမှာတေဆုံးမှုတွေလည်းထပ်မရှိခဲ့ပါဘူးဒါကြောင့်ရဲတွေကစောင့်ကြည့်မှုကိုရက်ဆိုင်တော့မဲ့အချိန်မှာခေါင်းဆောင်ဆုံထောက်ကဂျိုးကြီးဟာတရားခံဖြစ်တယ်လို့အခိုင်အမာပြောခဲ့ပါတယ်စောင့်ကြည့်ခံနေရလို့သူဘာမှလုပ်ခွင့်မရတာကြောင့်တေဆုံးမှုတွေရက်တက်နေတာဖြစ်ပြီးစောင့်ကြည့်မှုပြီးတာနဲ့လူတက်မှုတွေပြန်စလာလိမ့်မယ်လို့သူကယူဆခဲ့တာပါရဲတွေကသူ့ကိုဖမ်းဖို့ပြင်နေတော့မှပဲထူးဆန်းတဲ့နှလုံးရက်တေဆုံးမှုတစ်ခုထပ်ဖြစ်သွားပြီဆိုတဲ့သတင်းတက်လာပါတယ်အားလုံးကစောင့်ကြည့်ရေးဗီဒီယိုကိုလမ်းကြည့်လိုက်တဲ့အခါမှာတော့ဂျိုးကြီးဟာအာလူးကြော်တွေကိုအေးအေးဆေးဆေးစားနေတာကိုပဲတွေ့လိုက်ရပါတယ်ဘာမှတန်တရားဖြစ်เสียမရှိတာကြောင့်သူ့ရဲ့နမီဟာလုံးဝစင်ကြယ်သွားပါတော့တယ်စုံထောက်တွေလုံးဝမထင်မှတ်ထားတာကတော့ဂျိုးကြီးဟာအာလူးကြော်ထုတ်ထဲမှာမီဒီယာပလေယာအသေးလေးနဲ့တင်မင်းမတ်တန်းတွေကစာရွက်ပိုင်းစာကိုဝက်ပြီးတုံးခဲ့တာပါပဲသူ့ရဲ့အစီအစဉ်ကတကယ့်ကိုပြောင်းပြောင်းလုံးလို့ဘေးကတင်မင်းတောင်အားတင်းခဲ့ရပါတယ်တက်တယ်မရှိလို့ရဲတွေဟာဂျိုးကြီးကိုတန်တရားရှိသူစင်းကနေဖယ်ရှားလိုက်ရပါတော့တယ်တင်မင်းကတော့သူ့ပိုင်ရှင်ဟာဒီလောက်ထိထက်မြက်လိမ့်မယ်လို့မထင်ထားခဲ့တာကြောင့်ဒါတွေကိုကြည့်ပြီးသဘောကျနေပါတော့တယ်